ငွေတွေကဘာအတွက်ဘယ်နေရာမှာစီလိုအပေါက်ရှာပြီးထွက်နေလဲဆိုတာကိုစည်ရင်အတိအကျသိချင်ပါသလားတနေ့တာကုန်ကျငွေတွေများနေတာစည်ရင်လို့ရလို့စိတ်ညစ်နေပြီလားကိုယ်အသိန်းစရိတ်ကိုစာအုပ်ထဲမှာမဟုတ်ဘဲဖုန်းနဲ့အလွယ်တကူရေးမှတ်နိုင်တဲ့ application တစ်ခုကိုညွှန်ပေးပါမယ်နော် Play Store ကနေ Money Wise လို့ရိုက်ထည့်လိုက်ပါမယ်ခု application မှာ register ကိုရင်သွားပါမယ်ထိတ်ကိုတော့ကိုလိုလိုဖြည့်လို့ရပါတယ် Enter description ပါတော့ဥပမာ breakfast ပါနော်ဒီ breakfast စားရဲဆို breakfast ပြီးရင်နော်ဒေါ်လာပုံစံလေးမှာတော့ကိုဒီနေ့ကုန်ကြတဲ့ငွေအမောင့်ငွေပါမယ်ပြီးရင် note ပေါ့နော်ကိုဥမာအဝတ်ဝယ်တယ်ဆိုလို့ရှိရင် raincoat category ဆိုလို့ရှိရင်တော့ clothing ကိုရွေးလိုက်ပါတယ်ပြီးရင်တော့ဒေါ်လာပုံလေးမှာကုန်ကြတဲ့ငွေအမောင့်ကိုရေးထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ save ပေးလိုက်ပါ list ကိုတွားပါမယ် list မှာကိုသုံးထားတဲ့အကြောင်းအရာတွေကိုတစ်ခုချင်းစီအသေးစိတ်ဖော်ပြထားပါတယ်ကိုသုံးတဲ့ H band ရာခိုင်နှုန်းတွေကို chat နဲ့ဖော်ပြပေးပါတယ်3ညတိတ်လွယ်တယ်သိလားတစ်လကဘာတွေကုန်ကြနေလဲဆိုတာကိုသူ့ကဏ္ဍလိုက်အသေးစိတ်ကိုဖော်ပြပေးပါတယ်